ဓမ္မရာဇဝင်ဒုတိယဆောင်မှာဖတ်ရှုခြင်းဒါဝိဒ်ကျွန်တို့သည်အဘရှလုံကိုတွေ့ကြ၏သူသည်မြည်ကိုစီးလျက်ပင်မြည်သည်ကြီးသောတပိတ်ပင်အကိုင်းအခါအောက်သို့ဝင်၍အဘရှလုံ၏ကောင်းသည်တပိတ်ပင်နှင့်ညီသဖြင့်မိုးနှင်းမြေကြီးဆက်ကြားမှာတွဲလဲဆွဲလျက်နေ၍မြည်သည်အလိုအလျောက်သွားလေ၏မြင်သောသူတယောက်သည်ရွာပါထံသို့သွား၍တပိတ်ပင်၌အဘရှလုံဆွဲနေသည်ကိုကျွန်တော်မြင်ခဲ့သည်ဟုကြားပြောလျင်ရွာပါကတင်းနှင့်တူငါမနေအားဟုဆိုလျက်လမ်းရင်သုံးစင်းကိုကန်ယူ၍တပိတ်ပင်လယ်၌အသက်ရှင်လျက်ရှိသောအဘရှလုံ၏နှလုံးကိုထုတ်ချင်းထိုးပေါက်လေ၏ဒါဝိဒ်သည်မြို့တကားနှစ်ချက်ကြားမှထိုင်၍နေကင်းဆောင်တယောက်သည်မြို့ရိုးတကားအမိုးအောက်သို့ကျ၍မျောကြည့်သည်ဖြင့်လူတယောက်တည်းပြေးလာသည်ကိုမြင်သောအခါရှင်ဘုရင်အားဟစ်၍လျှောက်လေ၏ရှင်ဘုရင်ကလည်းတယောက်တည်းဖြစ်လျင်တည်င်းပါလိမ့်မည်ဟုအမိန့်ရှိထိုသူသည်ပြေးလာ၍အနီးသို့ရောက်သောအခါရှင်ဘုရင်ကဘေးသို့လှည့်၍ဤနေရာ၌ရပ်လောဟုမိန့်တော်မူသည့်အတိုင်းသူသည်ရပ်၍နေလေတပံကိုရှိရောက်လာ၍အရှင်မင်းကြီးတည်င်းပါ၏ကိုရောကိုပုံကန်သောသူအပေါင်းတို့ကိုထာဝရဘုရားသည်ထိုသူ၏အပြည့်လျောက်ယနေ့စီရင်တော်မူပြီးဟုလျှောက်လျင်ရှင်ဘုရင်ကငါသားအဘရှလုံသည်ဘေးလူ၏လောဟုမေးတော်မူသောကိုရှိကအရှင်မင်းကြီးရန်သူများကိုရောကိုညှင်းဆဲခြင်းကပုံကန်သောသူများပေါင်းတို့သည်ထိုလူလင်ကဲ့သို့ဖြစ်ကြပါစေသောဟုပြန်လျှောက်လေရှင်ဘုရင်သည်အလွန်ကျဉ်းနာသောစိတ်ရှိသဖြင့်မြို့တကားပေါ်၌ရှိသောတဲကိုတည်း၍တက်ဆင်တွင်အိုငါသားဘာရှလုံငါသားဘာရှလုံတင်းကိုစားငါမသေးပါလေတကားအိုဘာရှလုံငါသားဟုငိုကြွေးလေရှင်ဘုရင်သည်အဘရှလုံကြောင့်ငိုကြွေးမိတမ်းတော်မူသည်ဟုရွာပါအားကြားပြောလေထိုနေ့၌အောင်ပွဲသည်လူအပေါင်းတို့အတွက်ဝမ်းနည်းစရာအကြောင်းဖြစ်ပြန်၏ရှင်ဘုရင်သည်တားတော်ကြောင့်စိတ်ကျဉ်းနာတော်မူသည်ကိုလူအပေါင်းတို့သည်ထိုနေ့၌ကြား၍စစ်တပ်ရာမှပြေတော်သူတို့သည်ရှက်၍တိတ်ဆိတ်စွာပြေးတတ်တဲ့ကဲ့သို့မြို့ရဲသို့တိတ်ဆိတ်စွာပြေးဝင်ကြ၏ဖျားသခင်နှုတ်ကပတ်တော်ပေသည်